စကိုင်းတောင်ရိုးရဲ့နောက်ကျောပန်းအေယာဝတီမြစ်ကွေးနဲ့တိတ်မဝေးလှတဲ့နေရာမှာကုန်းတာရွာဆိုတဲ့ရွာဟောင်းကြီးတစ်ရွာရှိခဲ့ပူပါတယ်။အဲဒီရွာဟာဖျားစီတွေပေါ်များလှတဲ့စကိုင်းမြေမှာရှိနေခဲ့ပေမဲ့လို့လည်းထူးထူးဆန်းဆန်းရွာလေကောင်ကနှစ်သက်တမ်းရာရှိနေတဲ့ကုတ်ကိုပင်ကြီးနားကိုတော့ဘယ်သူမှမကက်ရဲကြပါဘူး။ရွာကတက်ကြီးစကားအရာအဲ့ဒီအပင်ကြီးအောင်မှာရှေးမြမာမင်းလက်ထက်တွေကလေးကတစ္ဆာဖောင်းမှုနဲ့အသက်ခံခဲ့ရပြီးအညိုအတေးကြီးစွာတေဆုံးသွားခဲ့တဲ့မိစောနူးဆိုတဲ့အမျိုးသမီးရဲ့ဝိညာဉ်ကသွေးစာနေတဲ့ဘလူးမဘဝနဲ့ပုံအောင်နေတယ်လို့ယုံကြည်ကြတာပါပုံမှန်အားဖြင့်တော့ရွာဦးကျောင်းကမြစ်တာတက်ကြောင်ငြိမ်သက်နေခဲ့ပေမဲ့ဝါဆိုလားပြေကျော်3ရက်မြောက်တဲ့ညမှာတော့ရွာတွေကမွေးကင်းစကလေးငယ်တွေရှိတဲ့အိမ်တွေစီကနေကျက်ဝက်တရိတ်ဆန်တွေသေးပြီးရှောင်ရှားပွဲကောင်းလောက်အောင်အသားစိမ်း၅စိမ်းတွေကိုဝါမျိုးတဲ့အတန်တွေထွက်ပေါ်လာတတ်ပါတယ်။အဲဒီညကလည်းမိုးသက်လေပြင်းမုန်တိုင်းတွေကတုံးဝုံတိုက်ခတ်နေပြီးရွာလေကုတ်ကိုပင်ကြီးရဲ့တစ်ကိုင်းတွေကမြေကြီးပေါ်ကိုရိုက်ခတ်လို့နေပါတယ်။အပင်ကြီးရဲ့ပင်စီအခေါင်းတွေကနေတပြေးပြေးချင်းထွက်ပေါ်လာတာကတော့အယိုးချောက်လိုဖြူစွပ်ပြီးလက်သေးကွေးကွေးကြီးတွေနဲ့မျက်လုံးအိမ်နှစ်ခုလုံးသွေးရောင်တောက်နေတဲ့ဘလူးမကြီးမီစောလိုပဲဖြစ်ပါတယ်။သူမဟာရွာထဲကတာဦးကိုဝင်ဆောင်ထားရတဲ့ဆရာမလေးရှင်းမင်းသက်ရဲ့အိမ်ရှိရာစီကိုမြေပြင်ပေါ်မှာရှေ့ရမထင်ပဲလေးထဲဝဲပြန်တယ်လို့ဦးတီသွားနေပါတယ်။ရှင်မင်းတန်ဟာအဲ့ဒီညကမုံတိုင်းတန်တွေရဲ့ကြားထဲမှာအိမ်မက်ဆိုးတစ်ခုကြောင့်လန့်နိုးလို့လာခဲ့တာပါအိမ်မက်ထဲမှာတစုံတစ်ယောက်ကသူမရဲ့ဗိုက်ထဲကခလေးလေးကိုဇွန်းနဲ့ကော်ထုံနေသလိုခံစားရလို့ပါပဲနိုးနိုးချင်းရှင်မင်းတန်တွေးလိုက်ရတာကတော့အိမ်ရဲ့ထရံကြားကနေအထဲကိုရှောင်းကြည့်နေတဲ့လူဦးကောင်းတဲ့3စားမကကြီးမာပြီးအဆွဲတပြူးပြူးနဲ့မိခိုးရောင်မျက်နှာကြီးတစ်ခုပဲဖြစ်ပါတယ်ဘလူးမကြီးဟာရှင်မင်းတန်ကိုကြည့်ပြီးတရေတဆူဆူနဲ့နှကန်းကိုရှာနေတက်လို့နေတာပေါ့ငါရဲ့အညူကိုဖြီးပြောင်းဖို့အတွက်မင်းရဲ့ပိုက်ထဲကအသားသိန်းကိုငါ့ကိုပေးစမ်းရှင်မင်းတန်ဟာကြောက်လန့်တုန်လှုပ်ပြီးဘေးကယောက်ျားဖြစ်သူကိုနှိုးဖို့ကြိုးစားပေမဲ့တအိမ်လုံးမှာရှိတဲ့လူတွေဟာဘလူးမရဲ့အောက်လန်းမှော်ညိုတက်တွေကြောင့်အိမ်မောကြကမနှိုးနိုင်ပဲဖြစ်နေကြပါတယ်ဘလူးမကြီးရဲ့လက်သေးရှည်ကြီးတွေဟာအိမ်နဂါးမကြီးကိုဂျင်းကနေရိုက်ခွဲပြီးအထဲကိုဝင်လာမဲ့အချိန်မှပဲရှင်မင်းတန်ရဲ့လေပင်ကဖျားဖူရင်ရလာခဲ့တဲ့စကိုင်းတောင်ကတီလာရှင်ဆရာကြီးပေးလိုက်တဲ့ပရိသီးလျှောက်ကနေဝင်းကနေအလင်းတန်းတစ်ခုပေါ်လို့လာခဲ့တာပါအဲ့ဒီအလင်းတန်းကြောင့်ဘလူးမကြီးဟာမျက်နှာကိုလက်နဲ့ကားပြီးကျင်းဝါးကကုတ်ကိုပင်ကြီးစီကိုပြန်လဲဆုပ်ခွာသွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ရှင်မင်းတန်ဟာထိတ်လန့်တုန်လှုပ်စွာနဲ့ရွာတွေကပရာဟိတလုပ်နေတဲ့လူငယ်တယောက်ဖြစ်သူမောင်တူတာကိုအကျိုးအကြောင်းပြောပြတော့တာပေါ့။မောင်တူတာကရှီဟောင်းပစ္စည်းတွေနဲ့နေကန်ရာဇဝင်တွေကိုစိတ်ဝင်စားသူဖြစ်ပြီးရွာထဲမှာအခုတလောခလေးငယ်တွေအကြောင်းမဲ့တေဆုံးနေရတဲ့လျှို့ဝှက်ချက်ကဒီဘလူးမအကြောင်းပဲဖြစ်ရမယ်လို့ကောက်ချက်ရှာခဲ့လိုက်တာပါ။ဆရာမဒါကတာမန်တရေတစီမဟုတ်ဘူးဗျအညိုးနဲ့ဖြစ်နေတဲ့ကမ္မဇဘလူးပဲဗျစကိုင်းတောင်ရိုးကဒူတင်ဆောင်ဆရာတော်ရဲ့အစီအရင်မပါရင်တော့နှိမ်နှင်းဖို့မလွယ်နိုင်ဘူးမောင်တူတာဟာရွာသားတွေကိုစီးယုံပြီးကုတ်ကိုပင်ကြီးကိုတွားရောက်ခုတ်လဲဖို့အတွက်ကြိုးစားပေမဲ့ရွာလူကြီးတွေကရှေးရိုးဆွဲအကြောက်တရားကြောင့်ခွင့်မပြုခဲ့ကြပါဘူး။အဲ့ဒီနေ့ညနေဆောင်မှာမောင်တူတာဟာကုတ်ကိုပင်ကြီးရဲ့အနီးအနားကိုတွားရောက်စုံစမ်းရာကနေအပင်ရှည်ရင်ကမြေကြီးထဲမှာမြုပ်နေတဲ့တန်ကြီးတက်နေတဲ့ရှေးခေတ်ကကြေးမုံမှန်ရှက်ဟောင်းတစ်ခုကိုတူးဖော်ရရှိခဲ့ပါတယ်။အဲ့ဒီမှန်ရှက်ကဘလူးမမီစောလူတေဆုံးစဉ်ကအသုံးပြုခဲ့တဲ့အစီအရင်ပစ္စည်းတစ်ခုဖြစ်နေကြတာပါ။မောင်တူတာဟာအဲ့ဒီမှန်ရှက်ကြီးကိုယူပြီးအိမ်ပြန်လာတဲ့လမ်းမှာပဲပတ်ဝန်းကျင်တစ်ခုလုံးအချိန်မတော်မှောင်မိုက်လို့သွားခဲ့ပြီးရုတ်တရက်လေတူထဲမှာအပုံနှံ့တွေကပြင်းနေလို့လာပါတယ်။လမ်းဘေးကရှုံဘုတ်တွေရဲ့ကြားကနေဘလူးမကြီးမီစောနုဟာလူတရက်မကကြီးမားလာတဲ့အချိန်အဝါနဲ့ထွက်ပေါ်လာပြီးမောင်တူတာကိုပိတ်ဆို့လိုက်တာပေါ့။မောင်တူတာမင်းကငါရဲ့ဒီဝဲရှက်ကိုတီးဖို့ကြိုးစားတာပေါ့အဲ့ဒီမန်ကိုနေရာမှန်မှပြန်ထားပြန်မထားရင်မင်းရဲ့ရင်ဘက်ကိုခွဲပြီးအတဲကိုငါစိမ့်လိုက်စားပြစ်ပဲမောင်တူတာဟာကြောက်စိတ်ကိုအန်တူးပြီးလက်ထဲကမှန်ရှက်ကြီးကိုဘလူးမရဲ့မျက်နှာတဲတဲစီထိုးပြခဲ့လိုက်ပါတော့တယ်အဲ့ဒီအခါမှာထူးဆန်းစွာပဲမှန်ထဲမှာဘလူးမရဲ့ရုပ်ဆိုးလာတဲ့ရုပ်သွင်းအစာလှပလျှော်မောပြီးဝမ်းနဲ့ပူဆွေးနေတဲ့မုံတိုင်းတန်ခန့်အမျိုးသမီးလေးမီစောနုရဲ့အတိတ်ပုံရိပ်ကထင်ဟပ်လို့လာပါတယ်ဘလူးမကြီးကသူမရဲ့အတိတ်ရုပ်သွင်းကိုမြင်လိုက်ရတဲ့အခါဆက်ဆက်တုံးအောင်အော်ဟစ်ပြီးဘေးကတစ်ပင်ကြီးတစ်ပင်ကိုလက်နဲ့ရိုက်ရှိုးကတောအုပ်ထဲကိုထွက်ပြေးလို့သွားပါတော့တယ်
မောင်တူတာဟာဒီမန်ရှက်ကဘလူးမကိုနှိမ်နှင်းမဲ့တခုတည်းသောတောရှက်ဖြစ်ကြောင်းသဘောပေါက်လို့သွားပါတယ်။ဒါပေမဲ့ဘလူးမကြီးမီစောနုရဲ့အညိုကလည်းအထွတ်အထိပ်ကိုရောက်ရှိလို့သွားပြီးလာမဲ့လာကွယ်ညမှာရွာလုံးကျွတ်ကိုသွေးပင်လဲဝေအောင်လုပ်ဖို့အတွက်ရှံဝင်းတွေကနွားတွေခွေးတွေအိမ်မွေးတိရစ္ဆာန်တွေအကုန်လုံးကိုအစိမ့်လိုက်ကြိုက်တက်ပြီးအစွမ်းတွေဖြည့်တင်းလို့နေကြတာပေါ့။ရွာသားတွေဟာလည်းညဘက်ဆိုရင်အိမ်ပြင်မထွက်ရဲကြပဲကုန်းသားရွာကြီးတစ်ခုလုံးကျက်ရွာတစ်ရွာလုံးတိတ်ဆိတ်လျှောက်ကလို့နေတော့တာပေါ့မိမိရဲ့ဘိုက်ထဲကရင်သွေးငယ်လေးကိုကာကွယ်ခြင်းနဲ့ရှင်မင်းတန်းဘလူးမရဲ့ကျိန်စာကိုအဆုံးသက်စေခြင်းနေတဲ့မောင်တူတာနဲ့စကိုင်းမြေကသွေးစာနေတဲ့ဘလူးမကြီးတို့ရဲ့အသက်လူပွဲဟာရှီဟောင်းမှန်ချက်ရဲ့လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။ကုန်းသားရွာလေကကုတ်ကိုပင်ကြီးရဲ့အောက်ရှည်ကနေမောင်တူတာတူးဖော်ရရှိခဲ့တဲ့မှန်ကြီးမုံရှက်ကြီးဟာတာမန်မှန်ရှက်မဟုတ်ပဲရှေးခေတ်အောက်လန်အတက်ပညာတွေရဲ့အစီအရင်တက်တွေကိန်းအောင်နေတဲ့ပစ္စည်းဖြစ်ကြောင်းထင်ရှားလာခဲ့ပါတယ်။မောင်တူတာကအဲ့ဒီမှန်ရှက်ကြီးကိုပစိုးအဟောင်းတစ်ထည်နဲ့တေးရှာထုတ်ပိုးပြီးအိမ်ကိုယူဆောင်လာခဲ့ပေမဲ့ညနေလာတဲ့အခါမှာတော့သူ့ရဲ့အင်္ဂလိပ်အတွင်းမှာထူးဆန်းတဲ့အပုံနှံ့တွေနဲ့ရှေ့တန်းပြင်းပြင်းကြီးတွေတွာလာနေတာကိုကြားလာရပါတယ်။အပြင်ဘက်မှာလည်းခွေးတွေဟာတကောင်ပြီးတကောင်တရက်စက်မနာတဲ့ဥပြီးလေလူကြီးတစ်ခုလုံးကလည်းလေးလံထိုင်မိုင်လို့နေတာပေါ့။မောင်တူတာဟာအိယာကနေထားပြီးဖျားချင်းရှေ့မှာထိုင်ကစိတ်ကိုတည်ငြိမ်အောင်ထိန်းနေစင်မှာပဲအိမ်အောက်ကနေမြေကြီးကိုလက်သေးနဲ့ကုန်းရှင်းနေသလိုတကြစ်ကြစ်ဆိုတဲ့အတန်ဆိုးကြီးထွက်ပေါ်လို့လာပါတယ်။ဘာတူလဲအပြင်ကဘာတူလဲဗျ။အဲ့ဒီအချိန်မှာအိမ်ရဲ့ကြမ်းပြင်ပြင်ချက်ကြားကနေဖြူဆွဲပြီးအဆွဲတပြူးပြူးနဲ့ဘလူးမကြီးမီစောနုရဲ့မျက်နှာကြီးကပြူးထွက်လို့လာခဲ့ပြီးမောင်တူတာကိုစိုက်ကြည့်ကတဟားဟာရေမောပါတော့တယ်။မောင်တူတာတွင်လက်တွေကအဲ့ဒီမှန်ကိုငါစီမြေဆုံးပြန်ပြီးတယ်မပေးရင်ဒီညမင်းရဲ့တဝင်းရင်ကိုငါအသိလိုက်ဝါမျိုးဖြစ်မယ်ဘလူးမကြီးဟာကြမ်းပြင်ပြင်ချက်တွေကိုဝုန်းကနေဖြတ်ခွဲပြီးအိမ်ပေါ်ကိုအတင်းတိုးတက်လာတဲ့အတွက်အိမ်တစ်ခုလုံးကတုန်ခါလို့သွားရတာပေါ့မောင်တူတာဟာကြောက်လန့်တုန်လှုပ်သွားပေမဲ့ဖျားစင်ပေါ်ကထုတ်ပိုးထားတဲ့ကြီးမုံမှန်ရှက်ကြီးကိုဆွဲယူပြီးအဝိစကိုဖဲကဘလူးမရဲ့မျက်နှာရှိကိုအားကုန်တုံပြီးထိုးပြလိုက်ပါတယ်မြတ်စွာဘုရားရှင်ရဲ့ဖျားတကူတော်စွမ်းအားတွေကြောင့်ဒီမိစ္ဆာမကြီးနောက်ဆုတ်သွားပါစေကြီးမုံမှန်ရှက်တွေကနေအတိတ်ကဖြူစင်လှပတဲ့မီစောနုရဲ့ပုံရိပ်တွေကပြန်လည်ထင်ဟပ်လို့လာတဲ့အခါမှာတော့ဘလူးမကြီးဟာမျက်နှာကိုလက်နဲ့အုပ်ပြီးဆူဆူဝါဝါအော်ဟစ်ကနောက်ကိုလွှင်းစင်ထွက်လို့သွားပါတယ်အာငါ့ကိုဒါကြီးနဲ့မပြနဲ့ငါမကြည့်ချင်ဘူးဘလူးမကြီးမီစောနုဟာနာကျင်ပူလောင်စွာနဲ့ပဲအိမ်ခေါင်မိုးကိုဖောက်ထွက်ကရွာလေကုတ်ကိုပင်ကြီးရှိရာစီကိုတဟုန်တို့ပြန်လဲထွက်ပြေးသွားခဲ့ရပြီးမောင်တူတာကလည်းတကူလုံးရွှေစောတွေပြန်ကမောဟိုက်ကြံရည်ခဲ့ပါတော့တယ်နောက်တနေ့မနေ့ကင်းကိုရောက်တဲ့အခါမှာတော့မောင်တူတာကဒီဘလူးမကြီးရဲ့ကျိန်စာကိုအမြင့်ပြတ်ရှင်းမုံဖို့အတွက်ရွာဆောင်ကဆီယာမာလေးရှင်မင်းတန်းရဲ့အိမ်ကိုအမြန်ဆုံးတွားရောက်ခဲ့ပါတယ်။ရှင်မင်းတန်းဟာလေပင်ကပရိသီးလျှောက်ကြောင်းဘေးကင်းခဲ့ပေမဲ့လို့လေညကဘလူးမရဲ့ရှောက်လန့်မှုတန်ကြောင်းမျက်နှာကလေးကတော့ဖြူဖြောပြီးကြောက်လန့်နေခဲ့ရှာတာပေါ့။ဆရာမညကဘလူးမကြီးကျွန်တော်အိမ်ဒီလာတိုက်ခိုက်တယ်ဗျ။ဒါပေမဲ့ဒီမန်ရက်ကိုသူသေးကြောက်တာကျွန်တော်သေချာသိလိုက်ရပြီ။ကိုတူတာကျမလည်းအရန်ကြောက်တာပဲရှင်ကျမဘိုက်ထဲကကလေးလေးကိုတခုခုလုံးမကိုပဲစိုးရိမ်နေမိပဲဒါကိုဘယ်လိုမျိုးအဆုံးသတ်ကြမလဲမစိုးရိမ်ပါနဲ့ဆရာမရဲ့ဒီမန်ရဲ့လေးဝက်ချက်ကိုတီးဖို့စကိုင်းတောင်ရိုးကဆရာတော်ကြီးစီကိုသွားပြီးအပြေရှားရမယ်ဆရာမကလည်းရွာထဲမှာမနေပါနဲ့တော့ဗျာကျွန်တော်နဲ့အတူစကိုင်းတောင်ကိုလိုက်ခဲ့ပါလားရှင်မင်းတန်းလည်းမောင်တူတာရဲ့စကားကိုသဘောတူပြီးသူတို့နှစ်ယောက်ဟာကြီးမုံမှန်ရှက်ကြီးကိုယူဆောင်ပြီးစကိုင်းတောင်ရိုးရှိရာဘက်ကိုခရီးစတင်ခဲ့ကြပါတယ်။မောင်တူတာနဲ့ရှင်မင်းတန်းတို့စကိုင်းတောင်ရိုးပေါ်ကကျောင်းတစ်ခုမှသတင်းသုံးနေတဲ့ရှင်ပညာဆရာတော်ကြီးထံကိုတွားရောက်ခဲ့ပြီးအကျိုးအကြောင်းတွေကိုအကုန်အစင်လျှောက်ထားကြပါတယ်။ဆရာတော်ကြီးဟာကြီးမုံမှန်ရှက်ကြီးကိုတေချာကြည့်ရှုရှုံငုံသုံးသက်တော်မူပြီးရဲ့နောက်မှာတော့တပ်ပြင်းရှာကမိန်ကြတာပေါ့။အေးတကားတော့ဒီမီစောနူဆိုတဲ့ဘလူးမာကရှေးခေတ်ကအသက်ခံရစဉ်ကမိမိကိုယ်ကိုဒီမှန်မှပြန်ကြည့်ပြီးအညိုအတေးကြီးစွာနဲ့သေဆုံးခဲ့တာသူသေဆုံးချိန်မှာစိတ်အာယုံကဘလူးစိတ်ဖြစ်သွားလို့ကမဇဘလူးမာဖြစ်လာရတာပဲကွယ်ဒီမှန်ထဲမှာသူ့ရဲ့အညိုတက်တွေကဂိမ်းအောင်နေတော့မယ်အဲ့ဒါဆိုရင်သူ့ကိုဘယ်လိုမျိုးနှိမ်နေရမလဲဗျာသူ့ကိုနေဖို့ဆိုရင်လာမဲ့လကွေညာတကောင်ရဲ့အရှိန်မှာကုတ်ကိုပင်ကြီးရဲ့အောက်ရှိမှာဒီမန်ချက်ကိုရှိုးပြဲပြီးသူ့ရဲ့အညိုးတွေကိုတရားဓမ္မနဲ့အမျှဝေပြီးမှပဲရလိမ့်မယ်
ဒါပေမဲ့အဲ့ဒီအချိန်မှာဘလူးမာကမင်းတို့ကိုအသေးသက်ဖို့အတွက်အစွမ်းကုန်ကြိုးစားလိမ့်မယ်နော်ဆရာတော်ကြီးကသူတို့နှစ်ယောက်ကိုခန္ဓာကိုယ်ကိုကာကွယ်နိုင်မဲ့ပရိတ်တက်ကျိုးတွေနဲ့အတူအန်ဒီရဲ့ကင်းအဆောင်လက်ဖွဲ့တချို့ကိုပေးသနာတော်မူခဲ့တာပေါ့မောင်တူတာနဲ့ဆရာမတို့ဟာရွာကိုပြန်ရောက်လာတဲ့အချိန်မှာတော့တရွာလုံးကထူးဆန်းစွာနဲ့ရှောက်ကက်ငိမ်တလို့နေပါတယ်ဘလူးမမီစောနူဟာသူတို့နှစ်ယောက်စကိုင်းတောင်ကိုတွားရောက်ခဲ့တာကိုသိရှိသွားတဲ့အတွက်ဒေါသအထွတ်ထိပ်တွေကိုရောက်ရှိသွားခဲ့ပြီးရွာလေကုတ်ကိုပင်ကြီးရဲ့တရွက်တွေဟာလည်းအလိုအလျောက်နီးရဲပြီးသွေးအောင်ပြောင်းလို့နေခဲ့ပါတယ်မောင်သူတာမင်းတို့ဘာတွေတွားလို့လာတာလဲညာကရွာတွေကနွားတွေအကုန်လုံးရင်ဘတ်တွေပွင့်ပြီးအသေးတွေအစားခံထားရတယ်ကွာတရွာလုံးလည်းသွေးပြက်ပြီးကြောက်နေကြပြီဦးမင်းနေအားလုံးကိုစိတ်အေးထားပါဗျာလာမယ့်လခွင်ညာတကောင်ကြရင်အဲ့ဒီဘလူးမရဲ့ခြေသားကိုကျွန်တော်အပြည့်အစုံရှေ့ဖြတ်ပေးပါမယ်အဲ့ဒီညကြရင်ဘယ်သူမှအိမ်ပြင်မထွက်ကြပါနဲ့ကုန်းသားရွာကြီးရဲ့လေတူးဟာတပြေးပြေးနဲ့ပုံမအေးဆက်လာပြီးသွေးညင်နှံတွေနဲ့ပြည့်နေလို့လာပါတယ်။မိမိတို့ရဲ့အသက်ဝိညာဉ်ကိုလူယူမဲ့ဘလူးမကြီးမီစောနုနဲ့အဲ့ဒီဘလူးမကိုရင်ဆိုင်ဖို့ပြင်ဆင်နေတဲ့မောင်တူတာဆရာမလေးရှင်မင်းတန်းတို့ရဲ့အဆုံးအဖြစ်ကလားပွေညာတိုက်ပွဲကြီးဟာပုံမကြောက်လန့်စရာကောင်းတဲ့အရှင်ဟုန်နဲ့တူဆက်သွားလို့နေပါတယ်။ရှောက်ချပွဲရလာကွေညာတကောင်ရန်အရှင်ကိုရောက်ရှိလာတဲ့အခါမှာတော့ကုန်းသာရွာကြီးတစ်ခုလုံးကတင်းញိုင်းကုန်းတစ်ခုလိုတိတ်ဆိတ်အေးဆက်လို့နေတာပေါ့ကောင်းကင်ရံမှာလာမင်းကြီးကွယ်ပြောင်းနေပြီးမဲမောင်နေတဲ့တိမ်တိုက်ကြီးတွေကရွာလေကုတ်ကိုပင်ကြီးရဲ့အထက်မှာဝဲလေလို့နေခဲ့ပါတယ်။မောင်တူတာရဲ့ဗိုက်တလုံးနဲ့ဆီယာမာလေးရှင်မင်းတန်းတို့ဟာရှင်ပညာဆရာတော်ကြီးပေးလိုက်တဲ့ပရိသတ်ကြာတက်ကြိုးတွေကိုကုတ်ကိုပင်ကြီးရဲ့ပပက်လေမှာအမြန်ဆုံးရှီနှောင်းပြီးအစီအရင်အတွက်ပြင်ဆင်နေကြတာပေါ့။ဆရာမလေးရှင်မင်းတန်းဟာကြောက်လန့်တုန်လှုပ်စွာနဲ့လက်ထဲကအန်ရီယကင်းအင်းဆက်ကူကိုကြစ်ကြစ်ပေါအောင်စုပ်ကိုင်ထားရှာပါတယ်။ကိုတူတာကျမအရန်ကြောက်တယ်လေထဲမှာတွေးညင်တဲ့တွေကပူပြင်းလာပြီးသူရောက်လာတော့မယ်ထင်တယ်စိတ်ကိုတင်းငြိမ်အောင်ထားပါဆရာမရဲ့ဖျားစာကိုပဲစိတ်ထဲကနေရွတ်နေပါဗျလာခွေညာတကောင်ရန်တက်တက်ရောက်ဖို့အတွက်မင်းနဲ့ပိုင်မယ်လို့တော့တာအဲ့ဒီအချိန်မှာပဲကုတ်ကိုပင်ကြီးရဲ့ပင်စီကွာကြားကနေတကြွီကြွီနဲ့အတန်ကြီးကအယိုးကျိုးတန်ကြီးနဲ့အတူဆင်တူနေပြီးမြေပြင်တစ်ခုလုံးကိုပြင်းထန်စွာနဲ့လှုပ်ခတ်လို့သွားပါတယ်အပင်ကြီးရဲ့အခေါင်းလေးကနေတဟားဟားနဲ့အော်ဟစ်ပြီးထွက်လာခဲ့တာကတော့မျက်လုံးအိမ်နှစ်ခုလုံးသွေးနီအောင်တောက်ပနေပြီးအရက်တရက်မကပဲကြီးမားလုံးလှတဲ့ဘလူးမကြီးမိစောနုပဲဖြစ်ပါတယ်။သူမရဲ့လက်သေးကွေးကွေးကြီးတွေဟာတန်ချောင်းတွေလိုထက်မြက်နေပြီးဆရာမလေးရှင်မင်းတန်းရဲ့ဘိုက်ကိုကြီးကတရေတဆူဆူနဲ့ယူသွစွာအော်ဟစ်လိုက်တော့တာပေါ့။မောင်တူတာမင်းတို့ကငါ့ကိုတားဆီးချင်တာပေါ့လေဒီညအဲ့ဒီကိုဝင်ဆောင်ရဲ့ပိုက်ထဲကအသားစိမ်းကိုငါစားမှဖြစ်မယ်မင်းတို့အားလုံးငါကျင်းစာအောက်မှာတေချစမ်းဘလူးမကြီးဟာဆရာမလေးရှင်မင်းတန်းစီကိုတဟုန်တိုးပြေးဝင်လာခဲ့ပေမဲ့မောင်တူတာရှီနောင်ထားတဲ့ပရိသတ်ကြာတက်ကြိုးတွေနဲ့ထိမှန်မိတဲ့အခါမှာတော့ဝုန်းကနေမီးဝါးတွေကလွင့်စင်ပြီးနောက်ကိုလွင့်ထွက်လို့သွားရပါတယ်အမလေးနာလာကြီးရဲ့ဒါပေမဲ့ဒီဘရိတ်ကျိုးတွေကငါ့ကိုမတားနိုင်ဘူးဟဲ့ဘလူးမကြီးဟာပုံမဒေါသထွက်ကဘေးကဇရက်အိုကြီးရဲ့တိုင်တွေကိုလက်နဲ့ရိုက်ရှိုးပြီးမောင်တူတာတို့စီကိုအရှင်အဟုန်နဲ့ထက်မှန်အတင်းတိုးဝင်လာခဲ့ပါတော့တယ်ပရိသတ်ကျိုးတွေဟာဘလူးမကြီးရဲ့ပြင်းထန်လာတဲ့အညိုးတက်တွေကြောင့်တပြေးပြေးချင်းပြတ်တောက်လို့နေပါဖြစ်ကုန်ပါပြီမောင်တူတာကလည်းအရှင်အနေမဟန်တော်မှန်းသိလို့ကြီးမုံမှန်ရှက်ကြီးကိုယူပြီးဘလူးမရဲ့မျက်နှာရှိကိုအမြန်ဆုံးထိုးပြခဲ့လိုက်ပါတော့တယ်မှန်ထဲမှာအတိတ်ကဖြူစင်လာတဲ့မီစောနုရဲ့ပုံရိပ်ပေါ်လာတဲ့အခါမှာတော့ဘလူးမကြီးကခေါင်းတစ်ခုလုံးကွဲအပ်တက်နာကျင်စွာနဲ့မြေကြီးပေါ်မှာလူးလိမ့်အော်ဟစ်ပါတော့တယ်။အာငါ့ကိုဓာကြီးနဲ့မပြနဲ့ငါရဲ့အတိတ်ကိုငါမမိချင်ဘူးအမလေးကိုတူတာအဲ့ဒီမှန်ကိုရှင်းရှင်းခွဲပြီးအမြဝေးလိုက်တော့အချိန်မရှိတော့ဘူးရှင်။မောင်တူတာဟာမှန်ရှက်ကြီးကိုကုတ်ကိုပင်အောက်ရှိရင်ကကြောက်တုံးပေါ်ကိုအားကုန်သုံးပြီးရိုက်ခွဲဖို့အတွက်ပြင်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဘလူးမကြီးမီစောနုဟာအကြောက်တရားကိုအန်တူးပြီးသူမရဲ့ရှေလျားလှတဲ့လက်သေးကြီးနဲ့မောင်တူတာရဲ့လက်ကုံကိုဖျက်ရှစ်လိုက်တဲ့အတွက်ကြေးမုံမှန်ရှက်ကြီးဟာမောင်တူတာရဲ့လက်ထဲကနေမြေကြီးပေါ်ကိုလွင့်စင်ထွက်သွားခဲ့ရပါတော့တယ်။မြေကြီးပေါ်ကိုလွင့်စင်ကျသွားခဲ့ရတဲ့မှန်ရှက်ကြီးဟာကံကောင်းထောင်းမစွာနဲ့ကွဲအဲ့လိုမသွားခဲ့ပဲဆရာမလေးရှင်မင်းတန်းရဲ့ရှေ့ရင်းသားကိုရောက်ရှိလို့သွားတော့တာပေါ့။မောင်တူတာတယောက်ကတော့လက်ခုံကနေသွေးတွေဟာအတားအဆီးမရှိထွက်ကြလို့လာခဲ့ပြီးနာကျင်မှုကြောင့်မြေပြင်ပေါ်မှာဒူးထောက်ပြီးလဲကျလို့သွားခဲ့ရတာပေါ့။ဘလူးမကြီးဟာမောင်တူတာကိုရှေ့တောင်းနဲ့ကန်ထုတ်လိုက်ပြီးဆရာမလေးရှင်မင်းတန်းစီကိုတပြေးပြေးချင်းရှေ့လန်းကျဲယူနေရှင်းကက်လို့လာခဲ့ပါတော့တယ်။
အခုတော့မင်းတို့ကိုကင်မဲ့သူမရှိတော့ဘူးဒီကဘာမှာငါအညိုးကိုဘယ်သူမှမဖြတ်နိုင်စေရဘူးဟဲ့ ဆရာမလေးရှင်မင်းသားဟာကြောက်လန့်တုန်လှုပ်နေခဲ့ပေမဲ့သူမပိုက်ထဲကကလေးငယ်ကိုကာကွယ်ခြင်းနဲ့မိခင်စိတ်ကြောင့်အကြောက်တရားကိုအန်တုကရှင်ရင်ကကြီးမုံမှန်ရှက်ကြီးကိုကောက်ယူလိုက်ပါတယ်။သူမဟာမှန်ရှက်ကြီးကိုကိုပင်ရှင်ရင်ကကြောက်တုံးကြီးပေါ်ကိုအားကုန်တုံးကရိုက်ခွဲပစ်လိုက်တော့တာပေါ့။ပန်းဆိုတဲ့အတန်ကြီးနဲ့အတူကြီးမုံမှန်ရှက်ကြီးဟာအပိုင်းပိုင်းအဆအဆကွဲအလို့သွားပြီးအဲ့ဒီမှန်ကွဲစားရီတွေကနေဖြူစင်တောက်ပလွန်လှတဲ့အလင်းနှမောင်းများစွာဟာကိုပင်ကြီးတစ်ခုလုံးနဲ့ဘလူးမကြီးရဲ့ကိုခန္ဓာတစ်ဝိုက်ပတ်ဝန်းကျင်တစ်ခုလုံးကိုလင်းထိန်သွားအောင်ဝါမျိုးပစ်လိုက်ပါတော့တယ်။မိစောနုရဲ့နင့်ရဲ့အညိုးတွေကိုလွတ်ရှလိုက်ပါတော့ငါတို့ပြုခဲ့တဲ့ကုသိုလ်တွေအားလုံးကိုညီကိုအမြအတမ်းပေးဝေပေးပါရဟဲ့အမြဘလူးမကြီးမီစောနုရဲ့ကိုခန္ဓာတွေကနေမဲမောင်တဲ့အခိုးလျံတွေကကွာကျလာခဲ့ပြီးသူမဟာနာကျင်စွာနဲ့အော်ဟေးရင်အလင်းနှန်းတွေရဲ့ကြားထဲမှာတဖြည်းဖြည်းပျောက်ကွယ်လိုနေပါဖြစ်သွားပါတယ်။ဒါပေမဲ့ဇလန်လေးကဒီနေရာမှာတင်လွယ်လွယ်ကူကူနဲ့အဆုံးသတ်မသွားပဲကွဲအပ်သွားတဲ့မှန်ကွဲစားအရှို့ဟာလေထဲကိုပြန်ဝဲတက်သွားပြီးထူးဆန်းတဲ့အညိုးတက်အသစ်တွေထွက်လာခဲ့ပါတယ်။ကြီးမုံမှန်ရှက်ကြီးကွဲအပ်သွားတဲ့အချိန်နဲ့ဆရာမလေးရှင်မင်းတန်းရဲ့တစ္ဆာပြူအမျှဝေတန်းကြောင့်ဘလူးမကြီးမီစောနုရဲ့ကိုခန္ဓာဟာအလင်းနှန်းတွေကြားထဲမှာအေးပြောမတက်တုံကားလို့နေတာပေါ့ဒါပေမဲ့နှစ်ပေါင်းရာရှိဆွဲကက်လာခဲ့တဲ့အညိုတရားဟာလွယ်လွယ်နဲ့ဥပတ်တံမရှုံနိုင်ခဲ့ပါဘူးလေထဲကိုပြန်ဝဲသွားတဲ့မှန်ကွဲစားတွေကအကြီးဆုံးတစ်ချက်ဟာဘလူးမကြီးရဲ့ရင်ပတ်ထဲကိုပြန်လဲစိုက်ဝင်သွားခဲ့ပြီးသူမကိုပုံမိုယူသွတ်ကြီးမားလာတဲ့သွေးစာမှုတွေနဲ့ပြန်လဲနိုးထလာစေခဲ့တာပေါ့အမြဝေယုံနဲ့ငါအညိုးကကြေးအေးသွားမယ်နင်တို့ထင်နေတာလားငါခံခဲ့ရတဲ့နာကျင်မှုတွေအတွက်ဒီတရွာလုံးသွေးကန်ထဲမှာနစ်မြုပ်ရမယ်ဘလူးမကြီးဟာအလင်းနှန်းတွေကိုအောက်လန်းအမောင်တန်းနဲ့ယုံထွက်ပြီးဒဏ်ရာရလို့လဲကျနေတဲ့မောင်တူတစီကိုရှေလန်းကျဲကြီးတွေနဲ့ပြေးဝင်ကသူ့ရဲ့ရင်ဝါကိုလက်သိမ်းနဲ့ကုတ်ရှစ်ဖို့ပြင်လိုက်ပါတော့တယ်မောင်တူတာဟာလက်ကုံကသွေးရည်စီးကျနေတဲ့ကြားကနေကြံပြင်မော်ကမှန်ခွဲစားအရှို့ကိုကောက်ယူပြီးသူ့ရဲ့သွေးနဲ့စက်ခနဲတုတ်လိုက်ပါတော့တယ်။အဲ့ဒါကတော့ရှင်ပညာဆရာတော်ကြီးမှာကြားလိုက်တဲ့မိစ္ဆာရဲ့အစွမ်းကိုလူသားရဲ့သွေးသစ္စာနဲ့တံပြန်ရှေ့ဖြက်ရှင်းဆိုတဲ့အစီအရင်ပဲဖြစ်တာပေါ့။မောင်တူတာဟာသူ့ရဲ့သွေးစွန်းနေတဲ့မှန်ခွဲစားကိုဘလူးမရဲ့ရှေ့တော်အောက်ကကိုပင်မြစ်စုံတွေကိုအားကုန်သုံးပြီးထိုးဆိုင်လိုက်ပါတယ်။မီစောနုမင်းကဲ့ညိနေတဲ့တန်ရောစင်အင်ကြီးကိုငါဖျက်ဆီးလိုက်ပြီးမင်းသွားရမယ့်လမ်းကိုသွားပြီးတော့အပင်ရဲ့မြစ်စုံတွေကိုတွေးစွန်းတဲ့မှန်ကွဲစားစိုက်ဝင်သွားတာနဲ့တပြိုင်နက်တည်းကိုပင်ကြီးတစ်ခုလုံးမိခိုးရောင်မိထောက်တွေနဲ့ဝုန်းကနေလောင်ကျွမ်းလို့သွားပါတော့တယ်အပင်ကြီးနဲ့ဝိညာဉ်ချင်းရှိတ်ဆက်ထားတဲ့ဘလူးမကြီးဟာလည်းတကူလုံးမီးလောင်တယ်လို့အော်ဟင်းရင်မြေကြီးပေါ်ကိုဒူးထောက်လဲကျသွားခဲ့ရပါတော့တယ်အဲ့ဒီအချိန်မှာပဲဘလူးမကြီးရဲ့ကိုယ်ထဲကနေတွေးစာနေတဲ့အညိုးတက်တွေဟာအနက်ရောင်အခိုးလျံတွေအဖြစ်ကွာကျလို့သွားခဲ့ပြီးလှပနှုတ်နေတဲ့အတိတ်ကမီစောနုရဲ့ဝိညာဉ်အစစ်ဟာတုံရီစွာနဲ့ထွက်ပေါ်လို့လာပါတယ်သူမဟာဘိုက်ကိုဖက်ပြီးလဲကျနေတဲ့ဆရာမလေးရှင်မင်းတန်းကိုကြည့်ကမျက်ရည်တွေစီးကြရင်တိုးညင်းတဲ့အတန်နဲ့ပြောရှာပါတယ်။ကျမကိုခွင့်လွှတ်ကြပါ။ကျမရဲ့အမုန်းတွေကကျမကိုဘလူးမဖြစ်စေခဲ့တာပါ။အခုတော့ကျမလွတ်မြောက်လာခဲ့ပြီ။မီစောနုရဲ့ဝိညာဉ်လေးဟာဆရာမလေးရှင်မင်းတန်းနဲ့မောင်တူတာကိုပြုံးပြရင်လေတူထဲမှာတပြေးပြေးချင်းဖြူစင်လာတဲ့အလင်းမုံတွေအဖြစ်ကောင်းကင်ရန်စီကိုလွင့်ပြန်ပျောက်ကွယ်သွားပါတော့တယ်။တချိန်တည်းမှာပဲရွာလေးကကိုပင်ကြီးဟာလည်းပြာပုံအတီးဖြစ်ပြောင်းလဲလို့သွားခဲ့ပြီးပျက်စီးလို့သွားခဲ့ရပါပြီ။နောက်တနေ့မနက်ခင်းမှာတော့ကုန်းသာရွာကြီးရဲ့ကောင်းကင်ရန်မှာနေရောင်ကြီးကတာယာတောက်ပစွာနဲ့ဖြာချလို့လာခဲ့ပြီပေါ့။ရွာကိုရှိန်ရှောင်နေတဲ့ဘလူးမကျိန်စာကြီးလုံးဝရှုံငိမ့်သွားခဲ့လို့ရွာသားတွေဟာပျော်ရွှင်ဝမ်းမြောက်စွာနဲ့မောင်တူတာနဲ့ဆရာမလေးရှင်မင်းတန်းတို့ကိုကျေးဇူးတင်မဆုံးဖြစ်နေကြတာပေါ့လာအနေငယ်ကြတဲ့အခါဆရာမလေးရှင်မင်းတန်းကချစ်စရာကောင်းတဲ့တားဦးလေးကိုဘေးရန်ကင်းကွာစွာနဲ့ဖွားမြင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ရန်အနေငယ်ကြတဲ့အခါမောင်တူတာဟာပြာပုံဖြစ်သွားတဲ့ကုတ်ကိုပင်ဟောင်းကြီးရဲ့နေရာကိုလမ်းလျှောက်သွားခဲ့မိတာပေါ့မြေကြီးပေါ်မှာပြာတွေကိုလေတိုက်လို့လွင့်စင်သွားတဲ့အခါလွန်ခဲ့တဲ့လကွေညကကွဲအပ်သွားခဲ့တဲ့ကြီးမုံမှန်ကွဲအသေးလေးတစ်ခုကအယောင်မပြတ်ပဲကြံချနေတာကိုတွေ့လိုက်ရပါတယ်မောင်တူတာကအဲ့ဒီမှန်ကွဲစားလေးကိုကောက်ယူပြီးတတိလက်လွတ်နဲ့သူ့ကိုယ်သူပြန်ကြည့်လိုက်မိတဲ့အခါမှာတော့မှန်ပြင်ပေါ်မှာထင်ဟပ်လာတာဟာသူ့ရဲ့ရုပ်တွင်မဟုတ်ရပဲမျက်လုံးအိမ်နှစ်ခုလုံးသွေးရောင်တောက်ပြီးရုံမာစွာပြုံးပြနေတဲ့ဘလူးမကြီးမိစောနုရဲ့မျက်နှာဖြစ်နေခဲ့ပါတယ်
မေစောနုဆိုတဲ့ဘလူးမာကြီးကတကယ်ပဲစက်ကြဝဠာတွေကနေရှက်ရှင်းပြောက်ကွယ်သွားခဲ့ပြီလားဒါမှမဟုတ်သူမရဲ့အညိုအတေးတွေဟာအဲ့ဒီမှန်ကွဲစာလေးတွေကနေတဆင်တခြားတစ်ယောက်ရဲ့ရင်ထဲကိုကူးဆက်သွားပြီးနောက်ထပ်ဘလူးတစ်ကောင်အပြင်မွေးဖွားဖို့စောင့်ဆိုင်နေတာလားဆိုတဲ့ရှောက်ရှားပွဲရာတွေးတောချက်ကြီးနဲ့အတူဇလန်းလေးကလည်းဒီနေရာမှာပဲပြီးဆုံးလို့သွားခဲ့ပါတော့တယ်သုံးဒီနာစင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တယောက်ရှင်ဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ